ဒီနေ့မှာတော့ကျွန်တော်အလုပ်မသွားဘဲနဲ့တနားရီအတွင်းမှာ$10ကိုရှာနိုင်ခဲ့ပါတယ်ဒီလို$10ဆိုတာမြန်မာငွေအားဖြင့်တော့9000ကျော်လောက်ရှိပါတယ်ဒီ$10ကိုကျွန်တော်ဘယ်လိုရှာလိုက်တယ်လဲတကယ်တော့လွယ်လွယ်လေးပါပိုက်ဆံရှာရဲဆိုတာပိုက်ဆံရှာတဲ့နည်းသိလို့ရှိရင်အရန်ကိုရှာရလွယ်ပါတယ်နည်းမသိလို့ရှိရင်တော့တနေကုန်တနေကန်တေအောင်လို့ရွှေ့ပက်ကြအောင်လို့ကျွန်တော်တို့ပတ်စံဟာတင်တလောက်ရမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ပတ်စံနောက်ကိုမလိုက်ဘဲနဲ့ပတ်စံရနိုင်တဲ့နီလန်းတွေကိုအရင်ဆုံး scale တွေကိုကျွန်တော်တို့စူးစမ်းရမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီပညာကိုလေ့လာခဲ့တာဆိုရင်ကျွန်တော်တစ်နှစ်တိရှိသွားပါပြီကျွန်တော်နိုင်ငံခြားမှာပေါ့နော်ထိုင်းနိုင်ငံမှာစိတ်အောင်အလုပ်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တနင်္ဂနွေပိတ်ရက်တရက်ရှိတယ်နော်အဲ့ဒီတနင်္ဂနွေပိတ်ရက်မှာကျွန်တော်တင်းတန်းသွားတက်တယ်ကျွန်တော်လုံးဝမနာပါဘူးဒီလိုမျိုးနဲ့ကျွန်တော်အလုပ်တစ်ဖက်နဲ့ပေါ့နော်စိတ်ညစ်ကိုညစ်နဲ့ဒီပညာရက်ကိုလေ့လာခဲ့တာဆိုရင်ကျွန်တော်တစ်နှစ်ပြေသွားပါပြီအဲ့တော့ဒီပညာရက်ဆိုရင်ကျွန်တော်ဒီနေ့မှာတော့စာပြီးတော့ထမင်းကျွေးနေပါပြီထမင်းကျွေးနေပါပြီဆိုတော့သူကစာပြီးတော့အမျက်တွေပေးနေပါပြီဒီအမျက်ပေးပါတယ်ဒီပညာရက်ဆိုရင်ကျွန်တော်ဒီမနေ့အရာထားပြီးတော့မိနစ်ပိုင်းလေးအတွင်းမှာပဲကျွန်တော်ပိုက်ဆံရှာနိုင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်လုပ်တဲ့ဥစ္စာကဘာလဲဆိုတော့ cryptocurrency exchange လို့ခေါ်ပါတယ်ဒီကောင်ကိုလူအများစုကလည်းဒါကလောင်းကစားဖြစ်တယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒီဥစ္စာကလောင်းကစားမဟုတ်ပါဘူးဘာလဲဆိုတော့ weather မိုးလေဝသလို့ခေါ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လောင်းကစားဆိုတာအနိုင်ရှုံးကိုအဲ့လိုခံမှန်းလို့မရပါဘူးဒီကောင်ကကြတော့ကျွန်တော်တို့မိုးလေဝသလိုပဲရဲ့ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရာသီဥတုအခြေအနေပေါ့နော်ဒီခမန်းဂျင်းတွေနဲ့မိုးရွာနိုင်လားမရွာနိုင်ဘူးလားနေပူနိုင်လားမပူနိုင်ဘူးလားပေါ့နော်စသဖြင့်အဲ့လိုခမန်းပြီးတော့ပတ်စံရှာရတာဖြစ်ပါတယ်နောက်တဲ့ဒီကောင်မှာဆိုလို့ရှိရင်ပတ်စံရှာတတ်မယ်ဆိုရင်ရှာလို့ရတဲ့နည်းလမ်းတွေအများကြီးပဲရှိပါတယ်ဒီနေ့ဆိုရင်ကျွန်တော်$10ရရှိခဲ့တဲ့ strategy တစ်ခုတည်းနဲ့ရရှိခဲ့တာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်း